အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဒီဇလန်ကလူတွေကိုကြောက်စရာကောင်းအောင်ဖန်တီးပေးနိုင်တဲ့တကယ်ဖြစ်ရမှန်တစ်ခုပါ1984ခုနှစ်နယူးယောက်ပြည်နယ်ရဲ့မလီဘုံမြို့လေးမှာဖြစ်ပျက်ခဲ့တဲ့ဒီဖြစ်ရပ်ကလူတက်မှုနှဆိုးဆွဲခြင်းနဲ့စိတ်လှုပ်ရှားစရာဖြစ်ပျက်တွေနဲ့ပြည့်နှက်နေပါတယ်ဒီဇလန်ရဲ့အစက1984ခုနှစ်နိုဝင်ဘာလ13ရက်နေ့မှာဒေဖယ်မီသားစုကိုတပ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်နဲ့စတင်ခဲ့ပါတယ်Ronald Diffuser ဆိုတဲ့လူငယ်တစ်ယောက်ကသူ့မိသားစုဝင်6ယောက်ကိုတနက်နဲ့ပစ်တက်ခဲ့ပါတယ်ဒီဖြစ်ရပ်ကလူသိများလာပြီးနောက်ပိုင်းမှာဒီအိမ်ကို Lot မိသားစုကဝယ်ယူပြီးနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့ Lot မိသားစုဟာဒီအိမ်မှာနေထိုင်ပြီး28ရက်ကြာမှပဲထွက်ပြေးခဲ့ကြရပါတယ်သူတို့ကအိမ်မှာနတ်ဆိုးတွေရှိနေတဲ့အတန်တွေကြားရတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ရတယ်လို့ဆိုပါတယ်ဒီဖြစ်ရပ်တွေကိုခြေခံပြီး1989ခုနှစ်မှာ The Amityville Horror ဆိုတဲ့စာအုပ်ထွက်ရှိခဲ့ပြီး1989ခုနှစ်မှာရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်နောက်ဆက်တွဲဖြစ်ရပ်များLot မိသားစုဟာ112အုပ်ဆန်တဲ့လိပ်စာရှိဒီအိမ်ကို1985ခုနှစ်ဒီဇင်ဘာလမှာဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့သူတို့အိမ်ထဲဝင်ရောက်ပြီးမကြာခင်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ကြုံတွေ့လာခဲ့ပါတယ်။ထူးဆန်းတဲ့အတန်များနဲ့ခြောက်လန့်မှုများLot မိသားစုကအိမ်မှာနေထိုင်ပြီးပထမရက်ပိုင်းမှာပဲထူးဆန်းတဲ့အတန်တွေကြားလာရပါတယ်။တကားခောက်တန်တွေလူတန်တွေအော်ဟစ်တန်တွေကိုကြားရပြီးဘဲကနေလာတယ်ဆိုတာမသိခဲ့ကြပါဘူးအိမ်ရဲ့အောက်ထပ်မှာစိတ်ပျက်စရာအနံ့တွေထွက်နေတာကိုလည်းသတိထားမိခဲ့ကြပါတယ်နှစ်နက်ဆိုးဆွဲခြင်း George Lutz သူ့ရဲ့ကိုယ်ခန္ဓာကိုထိန်းချုပ်လို့မရတဲ့အခြေအနေတွေကြုံတွေ့လာခဲ့ပါတယ်သူကညဘက်တွေမှာအိမ်မက်ဆိုးတွေမက်ပြီးနိုးလာတဲ့အခါသူ့ကိုယ်သူထိန်းချုပ်လို့မရတဲ့အခြေအနေတွေဖြစ်လာပါတယ် Kelly Lutz လည်းသူမရဲ့အိတ်ခမ်းမှာထူးဆန်းတဲ့လူရုပ်တွေမြင်တွေ့ရတယ်လို့ဆိုပါတယ်သုံးကလေးတွေရဲ့အပြုအမူပြောင်းလဲခြင်းLot မိသားစုရဲ့ကလေးတွေကအိမ်မှာနေထိုင်ပြီးနောက်ထူးဆန်းတဲ့အပြုအမူတွေပြောင်းလဲလာခဲ့ပါတယ်သူတို့ကအိမ်မှာမမြင်ရတဲ့သူတစ်ယောက်နဲ့စကားပြောနေတယ်လို့ဖြစ်နေပြီးကြောက်စရာကောင်းတဲ့ကစားနည်းတွေကစားလာခဲ့ကြပါတယ်လေးအိမ်ကိုစွန့်ခွာခြင်းLot မိသားစုဟာအိမ်မှာနေထိုင်ပြီး28ရက်ကြာမှပဲထွက်ပြေးခဲ့ကြရပါတယ်သူတို့ကအိမ်မှာနတ်ဆိုးတွေရှိနေတဲ့အတန်တွေကြားရတယ်ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ရတယ်လို့ဆိုပါတယ်ဒီဖြစ်ရပ်တွေကိုခြေခံပြီး1989ခုနှစ်မှာ The Amityville Horror ဆိုတဲ့စာအုပ်ထွက်ရှိခဲ့ပြီး1989ခုနှစ်မှာရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်ဒီဇလန်ကတကယ်ဖြစ်ရပ်မှန်လားဒါမှမဟုတ်လူတွေရဲ့စိတ်ကူးယဉ်မှုလားဆိုတာကိုယနေ့ထိတိုင်ငင်းခုန်နေကြဆဲပါဒါပေမဲ့ဒီဖြစ်ရပ်ကလူတွေကိုကြောက်စရာကောင်းအောင်ဖန်တီးပေးနိုင်ခဲ့ပြီးကဘာကျော်ကြောက်စရာဇလံတစ်ပုဒ်အဖြစ်ရည်တည်နေပါတယ်ဒီလိုဇလံဖြစ်ရပ်မှန်များကိုနားထောင်ခြင်းနဲ့ဆိုရင်ကျေးဇူးပြုပြီး like and subscribe လေးလုပ်ပေးခဲ့ပါတော့ကျေးဇူးတင်ပါတယ်